မနေ့တုန်းကကစားခဲ့တဲ့ Ronaldo Jr. ရဲ့နိုင်ငံတကာပွဲဦးထွက်ကိုကြည့်ပြီးတော့ပရိသတ်တော်တော်များများကဒီအချက်ကိုထောက်ပြကြတယ်။အဲ့တော့ Ronaldo Jr. ကဒီပေါ်တူဂီ U15 အသင်းအတွက်ပြီးခဲ့တဲ့ရက်ပိုင်းကမှရွေးချယ်ခံထားရတာ။အဲ့တော့အသက်14နှစ်ပဲရှိသေးတယ်ဒီကောင်လေးကဒီပေါ်တူဂီ U15 နဲ့အတူခရိုအေးရှားမှာမေလ17ရက်နေ့ကနေ18ရက်နေ့ကျင်းပပြုလုပ်သွားမယ်။အဲ့တော့ Veljko Markovic Tournament မှာဝင်ရောက်ယှဉ်ပြိုင်သွားမှာ။ဒီပြိုင်ပွဲမှာပေါ်တူဂီ U15 အပြင်ဒီ Greek U15 အသင်းလည်းပါတယ်။ဂျပန်လည်းပါတယ်။အင်္ဂလန်တို့လည်းပါတယ်။ပေါ်တူဂီ U15 ကပွဲဦးထွက်အနေနဲ့မနေ့တုန်းကပဲဒီဂျပန် U15 အသင်းနဲ့ကစားခဲ့တယ်။ဒီပွဲမှာပေါ်တူဂီ U15 အသင်းကဂျပန် U15 အသင်းကို4 ဂိုး1 ဂိုးနဲ့အနိုင်ရရှိခဲ့တယ်။ဒီပွဲမှာ Ronaldo Jr. ကသူ့ရဲ့ပထမဦးဆုံးနိုင်ငံပွဲဦးထွက်ကိုစတင်ရရှိခဲ့တယ်။လူငယ်အသင်းနဲ့အတူပထမဦးဆုံးနိုင်ငံပွဲဦးထွက်လို့ပဲပြောရမှာပေါ့။သူ့အနေနဲ့ပွဲချိန်56မိနစ်မှာအသင်းဖော်ရဲ့နေရာကိုလူစားလဲဝင်ရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပေါ်တူဂီ U15 အသင်းကတော့3 ဂိုးပြတ်အနိုင်ရရှိနေပြီ။သူကသူ့ရဲ့အဖေရဲ့နာမည်ကျော် Ionic နံပါတ်ဖြစ်တဲ့ကျောင်းနံပါတ်ဂျာစီ9ကိုဝတ်ဆင်ထားတယ်။သူ့အဖေတိုင်းပဲတောင်ပန်တိုက်စစ်မှာကစားတယ်။သူ့အနေနဲ့ဂိုးလည်းမသွင်းနိုင်သလိုဒီဂိုးလည်းဖန်တီးမှုမလုပ်နိုင်ဘူးဆိုပေမဲ့သူဝင်လာတဲ့အချိန်မှာပေါ်တူဂီရဲ့တောင်ပန်တိုက်စစ်ကတော်တော်လေးအလုပ်ဖြစ်သွားတယ်ဆိုတာတွေ့ရတယ်။တောင်ပန်တခြားဒီဘောလုံးဆွဲပေးပုံတွေအားကောင်းတယ်။ပြီးလို့ရှိရင်ဖြတ်တင်ဘောတွေအားကောင်းတယ်။အဝေးကန်ချက်တွေတစ်ချက်မြင်တွေ့ခဲ့ရတယ်။အဲ့တော့ Ronaldo ကိုယ်တိုင်ကလည်းသူပွဲထွက်လာတဲ့အချိန်မှာသူ့ရဲ့ social media account တွေကလည်းတဆင်ပြီးတော့မင်းရဲ့ပေါ်တူဂီလက်ရွေးစင်ပွဲဦးထွက်အတွက်ဂုဏ်ယူပါတယ်တာရင်ငါမင်းအတွက်အရန်ဂုဏ်ယူမိတယ်ဆိုပြီးတော့သူ့သားအတွက်လည်းသူ congratulation လုပ်သွားတယ်။Ronaldo Jr. ကဒီ Real Madrid, Juventus နဲ့ Manchester United လူငယ်အသင်းတွေမှာလည်းကစားခဲ့မှုတယ်။အခုလည်း NSR အသင်းမှာခြေစွမ်းပြကစားနေပြီးတော့ဒါလူငယ်အသင်းနဲ့အတူဖလားတစ်လုံးရရှိခဲ့မှုတယ်။ဒီပွဲက Ronaldo Jr. အတွက်ပထမဦးဆုံးနိုင်ငံတကာလက်ရွေးစင်အဆင့်ကစားတဲ့ပွဲလို့ပြောရမယ်။ဒီပွဲကိုကြည့်ပြီးတော့ပရိသတ်တော်များများဘာပြောလဲဆိုတော့Ronaldo Jr. ကအရင်ချင်းရှိတဲ့ကစားသမားတစ်ယောက်ပေါ့။သူ့အဖေလိုပဲတကယ်ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်။ဒါပေမဲ့သူ့အဖေလိုမျိုးတောင်ပန်တိုင်းစစ်မကစားသင့်ဘူးဆိုပြီးတော့ပြောကြတယ်။တချို့တွေကလည်းသူ့ဒီတောင်ပန်တိုင်းစစ်တဲ့ဆာလို့ရှိရင်အထောင်တိုက်စစ်မှုနေရာမျိုးကစားစီချင်ကြတယ်။ပရိသတ်တစ်ယောက်ဆိုဘာပြောလဲဆိုတော့ like father like son ပေါ့။ Ronaldo Jr. ရဲ့အရန်မောင်းကဒီ Ronaldo ထက်တောင်ပိုပြီးတော့မြင့်သေးတယ်ပေါ့နော်။အဲ့တော့သူ့အနေနဲ့ဒီတောင်ပန်တိုင်းစစ်တဲ့ဆာလို့ရှိရင်အထောင်တိုင်းစစ်နေရာကစားရင်ပိုပြီးတင့်တော်မယ်ဆိုပြီးတော့မှတ်ချက်ပေးသွားတယ်။တချို့ကြတော့လည်းသူ့အဖေလိုမျိုးပေါ့နော်ဒီ selfish မဖြစ်ဖို့နော်ဒိုကောင်းမဆန်ဖို့သူ့ကိုသတိပေးတာတွေလည်းမြင်တွေ့ခဲ့ရတယ်။ဘာဖြစ်ဖြစ် Ronaldo Jr. ရဲ့ဒီပွဲဦးထွက်ကိုမြင်ရတဲ့အချိန်မှာဘာလို့သွားသတိရလဲဆိုတော့ Ronaldo ငယ်ငယ်တုန်းက Sporting မှာကစားခဲ့တဲ့ပုံလေးတွေကိုသွားပြီးတော့သတိရမိတယ်ပေါ့။အဲ့တော့ Ronaldo ကတော့လောလောဆယ် NSR အသင်းမှာပဲရှိနေသေးတယ်။ NSR နဲ့သူနဲ့ကြားမှာစာချုပ်သက်တမ်းက2 လပဲကျန်တော့တယ်။ဒါပေမဲ့အခုချိန်ထိ NSR ဘက်ကနေပြီးတော့သူ့ကိုစာချုပ်သစ်ကမ်းလှမ်းတာမျိုးမရှိသေးဘူး။ Ronaldo ကဒီကနဦးတုန်းကသူက NSR နဲ့ဒီ2 နှစ်သက်တမ်းရှိတဲ့စာချုပ်မှာလက်မှတ်ရေးထိုးဖို့အတွက်ဆုံးဖြတ်ထားပြီးသား။ဒါပေမဲ့လက်ရှိ NSR ဖြစ်ပျက်နေတဲ့အနေအထားတွေကိုကြည့်ပြီးသူ့အနေနဲ့ NSR မှာဆက်နေဖို့အတွက်ကိုစတင်စဉ်းစားလာပြီ။ NSR ကဒီရာသီမှာအာရှချန်ပီယံလိဂ်ကလည်းထွက်ရတယ်။ Saudi Pro League မှာလည်းအမှတ်ပေးစရာအဆင့်3နေရာမှာရောက်ပြီးတော့ထိပ်ဆုံးမှာဦးဆောင်နေတဲ့အိမ်လေကိုမှီဖို့ဆိုတာကမဖြစ်နိုင်တော့ဘူး။ဒါ Saudi ဘရင်ဖလားကလည်းသူတို့စောစီးထွက်ထားရတယ်။ဒီအချိန်ဒီဆိုးတွေကို Ronaldo တယောက်ကတော်တော်လေးစိတ်ပြတ်နေတာ။တချို့တွေကလည်း Ronaldo က NSR နဲ့စာချုပ်သက်တမ်းမတိုးဘဲနဲ့ဒီအိမ်လေကိုပြောင်းမယ်လို့ပြောနေကြတာရှိတယ်။တချို့ကလည်း Ronaldo အနေနဲ့ NSR နဲ့စာချုပ်ကုန်တဲ့အခါမှာထွက်ပြီးတော့ဒီကလပ်ကမ္ဘာ့ဖလားဝင်ပြိုင်မဲ့ Real Madrid အသင်းမှာကာလာဒိုစာချုပ်နဲ့ဝင်ကစားသွားမယ်လို့လည်းပြောနေကြတာမျိုးရှိတယ်။ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲ။